ဒီကန်တာတယောက်တည်းဂူတော်တယောက်တကွဲစီနေပြန်လာနိုင်မလားမောင်ရဲ့အိမ်မရှိညာလေမှာတိတ်ဖုံးနေတဲ့ငွေစနာရောင်ကြီးပေါ်မလာမျောနေပြန်သည်စိတ်ကူးရဲ့နေလေးများကုန်ဆုံးနေကူများရောက်နေသည်ဟဲ့ပြောကြီးရဘာလို့ဂိတ်ကိုလိုက်လာဟဲ့စိတ်လက်ကဘာလို့ပြောကြီးခေါ်လာတယ်ကွာမင်းကလည်း အမေနေမကောင်းဘူးလေကွာအဲ့ဒါစေကံပြအောင်ညီမလေးပါလိုက်သွားတယ်အားကြောင့်အကိုကြီးကိုခေါ်လာတယ်ဟဲမင်းကတော့ဒုက္ခပဲနော်ဟိုစိုက်ကားအပြင်မှာလဲစိုက်ကားနေရတယ်အိမ်ရောက်တော့လဲမိသားစုကိစ္စလုပ်ရတယ်မင်းဒုက္ခကြီးကိုကြီးပါလေကွာဟဲ့မော်ကြီးအမိသားစုနဲ့ပတ်သက်လာရင်ဒုက္ခဆိုတာမရှိဘူးကွာအရာအလုံးကဒုက္ခတွေကြီးပဲအဲ့ဒုက္ခဆိုတာမင်းဒီတစ်ခါနောက်ဆုံးပြောတဲ့ချိန်ဖြစ်ပြီအေးပါငါလည်းမင်းအတွက်စိတ်ပင်မလူပင်မလို့ပြောတော့ကွာမင်းမကြိုက်မပြောတော့ဟုတ်ပြီလားဒါလည်းငါ့ဘဝတစ်ခုပဲလေကွာအေးပါကောင်းဝေးကောင်းလက်ခုဟောပြောပြီညီလေးသွားဝယ်ပြီမယ်နော်ကိုကြီးကောင်းညီလေးသွားဝယ်ပြီမယ်ခဏခဏကိုကြီးနော်ဟုတ်ကြီးဟေးအကိုကြီးကိုခဏကြည့်ထားပြီနော်တော်မင်းမုံသွားဝယ်မလို့အေးငါမုံသွားဝယ်နော်ဖေးကြမယ်နော်ရအောင်အေးပါဖိုက်ကြရဲ့ကိုကြီးကွာခဏနှစ်ထုဟုတ်ပြီနော်ဟောဟဲ့ဘယ်သွားမလို့လာငါမျက်စိရှိမှလာထိုင်နေလားတော်ကြတပည့်မော်တက်ဆိုအောက်ပြုတ်ကြလို့ကျိုးနေအောင်မယ်ထိုင်နေပါဟောအပေါ်တက်ထိုင်အပေါ်တက်ထိုင်ငါစိတ်တူတယ်နော်ပြောမြန်ငါထရိုက်ပြမှာမလိုလိုက်မယ်မထင်နဲ့တဲ့ထိုင်ပါဒီဘက်လှည့်ပြီးတော့ငါထိုင်တယ်လို့ထိုင်ဒီမှာကြည့်အဲ့လိုထိုင်ဟုတ်လိမ့်ပါတယ်နော်မုံတော့ဝင်နေတယ်ဟုတ်တယ်မင်းပြောတယ်နှစ်ခုတော့ဆိုင်ကားလာကိုဟောအားရညီဘယ်သွားမလဲဟာ53ဟောโอเคညီလားလမ်းညီလားစိုက်ကအော်မအားတော့ကြိုက်တာဆောရှိစားနှစ်ပွေတော့မိုက်တင်လေးကတော့ကန်ကောင်းဟုတ်ပတ်စံနှစ်တောင်းဟာနဲလိုက်တာအေးစေဒီနေ့ကတော့အကျော်ဖြေပြီပဲနင်မတရားတယ်မလို့လန်ငင်ကတ်တောင်းလုပ်စီးပေတော့ဘသူ့ဘောမနော်မတရားတော့မလို့ဟုတ်မယ်2000ဗျာ2000မရဟလာဆလနဲ့တော့နှစ်ခုဟုတ်တယ်ကဲစစ်နင်တော့အမေဘာပြအောင်မလဲတော်မလေးနှစ်ခုနိုင်မကြောက်တန်တိုင်းအေးစေးကောင်းလေဟမ်စိုက်ကားပေါ်တက်သွားရအောင်နှစ်ခုသွားမယ်မေးကြလိုက်တယ်ပတ်စံပေးထားတယ်လေနှစ်ခုအေးသွားကောင်းလေဟမ်သွားမယ်လို့ငါတော့ရင်းထားလို့ဟိုဟာအပြည့်ကောင်းလေမင်းဒီနေ့တော့နောက်ကြတော့ဒီနေ့တော့ကိုဥသွားပြီလာချင်နောက်ရမင်းတော့တော့ဘာပြောတာမကတော့လေဘာလဲကိုဘာလဲကိုတာဘာလဲနှစ်ထူသူပြောလေဟိုကောင်းမလေးနှစ်ယောက်ကို2000ဆိုလို့လေဆော့ဘာနှစ်ခုလဲကျွန်တော်မုံနှစ်ခုပြောပါဗျာခင်ဗျာခင်ဗျာဗျာကြည့်ဦးဆော့မရှိဘူးလားခင်ဗျာဗျာခင်ဗျာနေထိုင်းနေစောစောတိဂိတ်ကိုဖာလာချအောင်ဟာမလီမပြောပါနဲ့ဗျာတော့မှပါနဲ့ဖာလာချတာတော့ဘာလူလဲဒီလူစောကြီး
ဖတ်လိုက်စမ်း ဟာကိုကြီးမဟုတ်ကြီးရော ဒီဘက်တော့ ဒီကောင်ကွာတဲ့ကိုကြီးဒီလေးမှထားမယ်နော်သူများပေးတာကိုလည်းမယူရဘူးကျွေးတာကိုလည်းမစားရဘူးနော်နော်ဒီလေးကျွေးတာပဲစားဟုတ်လား တက်ထု အဲ့ဒီလေးအိမ်ပြန်မယ်နော်ကို အဲ့တော့ အိမ်ပြန်မယ်အိမ်ပြန်နော်ကောင်မဟုတ်ကြီးကွာလက်ကစိတ်ချရတော်သေးရပါငါ အဲ့တော့